္ဂလာပါပရိသတ်တို့ရေโอเคတင်ဘဝရဲ့ကဏ္ဍတိုင်းကိုနေ့စဉ်100ခိုင်နှုန်းလေးပဲတိုးတက်အောင်လုပ်ချင်အားဖြင့်အံ့ဩစရာကောင်းတဲ့ရလဒ်တွေရနိုင်မယ်ဆိုရင်ရောသင်ယုံမလားဒီနေ့မှာတော့ကျွန်တော်က James Clear ရေးသားထားတဲ့ Atomic Habits ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ကကျွန်တော်တို့ရဲ့အလေးချင်းတွေနဲ့ကိုယ်ပိုင်တိုးတက်မှုအပေါ်ရှုမြင်ပုံကိုတော်လှန်ပြောင်းလဲစေခဲ့တဲ့စာအုပ်တို့ဖြစ်ပါတယ်ကဲအဓိကအချက်ကတော့တိဟငယ်ရီအရေးမပါဘူးလို့ထင်ရတဲ့အပြောင်းလဲလေးတွေကအချိန်ကြာလာတဲ့အမြောက်ထူးခြားတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာပါပဲဒီအနှစ်ချုပ်မှာတင်ဘဝကိုပြောင်းလဲပေးနိုင်မဲ့လက်တွေ့ကျတဲ့နီးလန်းကောင်းတွေကိုတင်သိရှိသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်အလေးချင်းတွေရဲ့စွမ်းအားကိုတင်ချာနည်းနဲ့ရှင်းပြရရင်ပိုပြီးမြင်သွားပါလိမ့်မယ်အကယ်၍တင်ဟာတစ်နှစ်ပတ်လုံးနေ့တိုင်း100ခိုင်နှုန်းပိုကောင်းအောင်ကြိုးစားသွားမယ်ဆိုရင်တစ်နှစ်ကုန်တဲ့အခါမှာတင်ဟာအရင်ကထက်39ဆတောင်ပိုကောင်းလာမှာဖြစ်ပါတယ်ဒီစွမ်းအားကိုတင်ဘဝထဲမှာအသုံးချနိုင်ရင်ဘလောက်တောင်အံ့ဩဖို့ကောင်းမလဲဆိုတာစဉ်းစားကြည့်ပါဦးအလေးအကျင့်တွေဆိုတာကိုတိုးတက်စေခြင်းရဲ့ပေါင်းရင်းတိုးပွားနှုန်း compound interest နဲ့တူပါတယ်ဥပမာဗျတောင်ကျေရင်းကနေတောင်ထိပ်ပေါ်ကိုခုန်တက်ဖို့မထင်နိုင်ပေမဲ့သေးငယ်တဲ့ခြေလမ်းလေးတွေနဲ့တလန်းချင်းစီတက်သွားမယ်ဆိုရင်တော့ဘလောက်မြင့်တဲ့တောင်ကုန်းကြီးဖြစ်နေပါစေအဆုံးမှာတော့ထိပ်ဆုံးကိုရောက်သွားမှာပါမယ်ဒီလိုပဲအကျင့်ဆိုးတွေကလည်းဖြည်းဖြည်းချင်းမကောင်းတဲ့အကျိုးသက်ရောက်မှုတွေကိုပုံဖော်ပေးပါတယ်ဥပမာဒီနေ့ကျမ်းပါရင်းနဲ့မညီညွတ်တဲ့အစားအစာတစ်ခုစားလိုက်ရုံနဲ့တင့်ကိုအလေးချင်းကချက်ချင်းပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါပေမဲ့ဒီအကျင့်ကိုစက်တိုက်လုပ်သွားမယ်ဆိုရင်တော့အစိတ်အတောက်ချိစေတဲ့ရလဒ်တွေကိုမလွဲမသွေမြင်တွေ့ရမှာပါအောင်မြင်မှုဆိုတာတနေ့တညနဲ့ဖြစ်လာမှာမဟုတ်ဘဲနေ့စဉ်ပြုလုပ်တဲ့အလေးအကျင့်ကောင်းတွေရဲ့ရလဒ်သာဖြစ်ပါတယ်ဒါဆိုဘာကြောင့်အလေးကျင့်ကောင်းတွေမွေးမြူရခဲ့ပြီးအကျင့်ဆိုးတွေဖျောက်ရခဲ့တာလဲကျွန်တော်တို့အားလုံးအလေးကျင့်ကောင်းတွေမွေးမြူဖို့ကြိုးစားရင်းအခက်အခဲတွေနဲ့ရင်ဆိုင်ပူးကြမှာပါအဓိကကြဆုံးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကမားရွေးတဲ့အရာကိုအာရုံစိုက်နေလို့ပါပဲပန်းတိုင်တွေကိုခဏမေ့ထားလိုက်ပါအဲ့ဒီစားနီးစနစ်တွေကိုပဲအာရုံစိုက်ပါအလေးကျင့်တွေကိုနှမျိုးခွဲခြားနိုင်ပါတယ်ရလဒ်ကိုအခြေခံတဲ့အလေးအကျင့်ကိုယ့်ရဲ့ခံယူချက်ကိုအခြေခံတဲ့အလေးအကျင့်တို့ဖြစ်ပါတယ်ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတဲ့လူနှစ်ယောက်ကိုဥပမာပေးခြင်းပါတယ်ပထမလူကိုဆေးလိပ်ကန်လိုက်တဲ့အခါသူကကျေးဇူးပါပဲကျွန်တော်ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတာပါလို့ပြန်ဖြေပါတယ်ဒီအဖြေကကြိုးချောင်းစီလျော်ပေမဲ့သူကသူ့ကိုယ်သူဆေးလိပ်တောက်တဲ့သူတယောက်ဖြစ်သတ်မှတ်ထားစေဆိုတာကိုပြနေပါတယ်ဒုတိယလူကိုဆေးလိပ်ကန်လိုက်တဲ့အခါသူကကျေးဇူးပါပဲကျွန်တော်ဆေးလိပ်မတောက်ပါဘူးလို့ပြန်ဖြေပါတယ်တွေ့လားဒီအဖြေကသူ့ရဲ့ခံယူချက်ကိုပြောင်းလဲလိုက်တာပါသူဟာသူ့ကိုယ်သူဆေးလိပ်မတောက်တဲ့သူအဖြစ်ခံယူလိုက်တာဒါဟာရေရှည်တည်တတ်တဲ့အပြောင်းလဲအတွက်အဓိကတော့ချက်ပါပဲပိုကောင်းတဲ့အလေးကျင့်တွေတည်ဆောက်ဖို့ရိုးရှင်းတဲ့အဆင့်၄ဆင့်အလေးကျင့်တစ်ခုဖြစ်ပေါ်လာပုံကိုရိုးရှင်းတဲ့ habit loop နဲ့ရှင်းပြနိုင်ပါတယ်ဒီအဆင့်တွေကိုနားလည်ထားခြင်းဟာအလေးကျင့်ကောင်းတွေတည်ဆောက်ဖို့အတွက်အခြေခံဆုံးဖြစ်ပါတယ်နံပါတ်1 Q အရေးအမြတ်ကဒါကသင်ကိုတစ်ခုခုလောက်တော့လို့သတိပေးလိုက်တဲ့အချက်ပြမိတော့ပါပဲနံပါတ်2 craving တောင့်တမှုကအလေးကျင့်တစ်ခုရဲ့နောက်ွယ်မှာတွန်းအားပေးနေတဲ့စိတ်ဆန္ဒပါသင်ကအလေးကျင့်ကိုတောင့်တတာမဟုတ်ပဲအဲ့ဒီကရမယ်ရလတ်ကိုတောင့်တတာဖြစ်ပါတယ်နံပါတ်3 response တုံ့ပြန်မှုကသင်တကယ်ပြုလုပ်လိုက်တဲ့အလေးအကျင့်တို့မဟုတ်လှုပ်ဆောင်ချက်ပါပဲနံပါတ်4 reward စူလတ်ကသင်အုံနောက်ကိုဒီအလက်ကကောင်းတယ်နောက်လဲထပ်လုပ်လို့သင်ပြလိုက်တဲ့အရာပါပဲဒီအဆင့်၄ဆင့်ကိုနားလည်ထားမှနောက်လာမယ့်ဥပဒေ၄ခုကိုထိထိရောက်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်အလေးချင်းဆိုင်ရာပထမဥပဒေသာရှင်းလင်းမြင်သာအောင်ပြုလုပ်ပါ make it obvious ပထမဆုံးဥပဒေသာကတော့ကိုလှုပ်ချင်တဲ့အလေးချင်းရဲ့အရေးအမြတ်ကိုရှင်းလင်းမြင်သာအောင်ပြုလုပ်ဖို့ပါပဲသင်ရဲ့လက်ရှိအလေးအချင်းတွေကိုတတိပြုမိခြင်း awareness of your current habits လူဦးနောက်ကကြိုတင်ခတ်မှန်းမှုတွေပြုလုပ်တဲ့စက်တစ်ခုလိုပါပဲဒါကြောင့်အလေးအချင်းအသစ်တွေမတီးဆုံးချင်မှာကိုယ့်ရဲ့လက်ရှိအလေးအချင်းတွေကိုစည်ရင်းလုပ်ပြီးကောင်းဆိုးတာမန်ဆိုပြီးခွဲခြားသတ်မှတ်ခြင်းဖြင့်တတိပြုမိမှုကိုမြင့်တင်ရပါမယ်။အချိန်နဲ့နေရာကိုတိတိကျကျသတ်မှတ်ခြင်း implementation intentions စိတ်ပါမလုပ်တာမျိုးမဟုတ်ပဲငါဒီအလေးအချင်းကိုဒီအချိန်ဒီနေရာမှာလုပ်မယ်ဆိုပြီးတိတိကျကျသတ်မှတ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။စိတ်အားထက်သန်မှုပေးတဲ့တင်ပြချက်တွေကတော့သူတို့ရဲ့အပြုအမူအပေါ်တိတ်လွှမ်းမိုးမှုမရှိခဲ့တာကိုတွေ့ရပါတယ်။ဒါကဘာကိုပြသသလဲဆိုတော့စိတ်အားထက်သန်မှု motivation တဲ့ရှင်းလင်းပြသမှုကပိုအရေးကြီးတယ်ဆိုတာပါပဲသင်ပတ်ဝန်းကျင်ကိုပုံဖော်ခြင်း Massachusetts General Hospital ဆေးရုံ coffee ဆိုင်မှာဆိုဒါတောက်ထုံးမှုကိုလျှော့ချဖို့အတွက်
ဆိုတာဘူးတွေရဲ့နေရာမှာရေဘူးတွေနဲ့အစားထိုးလိုက်ပါတယ်ရေဘူးတွေကိုမြင်သာအောင်ပြသထားပြီးတော့ဆိုတာဘူးတွေကိုတော့လူတွေအလွယ်တကူမမြင်နိုင်မဲ့နေရာတွေမှာထားလိုက်ပါတယ်ရေဘူးနဲ့ဆိုတာဘူးတွေရဲ့နေရာကိုပြောင်းလဲယုံနဲ့လူတွေရဲ့ရွေးချယ်မှုတွေတိတိတသားပြောင်းလဲသွားခဲ့ပါတယ်ရေတောက်နှုံးကျလာပြီးဆိုတာတောက်နှုံးကျဆင်းသွားပါတယ်ဗီယက်နမ်စစ်ပြန်စစ်သားတွေရဲ့လေ့လာမှုကလည်းပြသနေတာကကိုထိန်းချုပ်နိုင်စွမ်းဆိုတာတွေးဆောင်မှုတွေကိုရှောင်ရှားနိုင်ခြင်းဖြစ်တယ်ဆိုတာပါပဲဒါကြောင့်အကြံပေးချင်တာကတော့အလေးအကျင့်ကောင်းတွေအတွက်အရေးအမြတ်တွေကိုမြင်သာအောင်ထားပြီးအကျင့်ဆိုးတွေအတွက်အရေးအမြတ်တွေကိုမမြင်အောင်ဖျောက်ထားပါလို့အရေးအမြတ်ကိုရှင်းလင်းမြင်သာအောင်လုပ်ပြီးပြီဆိုရင်နောက်ကဆင့်ကအဲ့ဒီအလေးအကျင့်ကိုစိတ်ထဲမှာတကယ်လုပ်ချင်လာအောင်ဆွဲဆောင်မှုရှိအောင်ပြုလုပ်ဖို့ပါပဲဒုတိယဥပဒေသာဆွဲဆောင်မှုရှိအောင်ပြုလုပ်ပါ make it attractive ဒုတိယဥပဒေသာကတော့ကိုလုပ်ချင်တဲ့အလေးအကျင့်ကိုစိတ်ဝင်စားစရာကောင်းပြီးဆွဲဆောင်မှုရှိအောင်ပြုလုပ်ဖို့ပါပဲလူကျင်တာနဲ့လှုပ်တင်တာကိုပေါင်းဆက်ခြင်းအင်ဂျင်နီယာကျောင်းသားလေးတစ်ယောက်ကသူအရန်ကြိုက်တဲ့ Netflix ကြည့်တာနဲ့လေ့ကျင့်ခန်းလုပ်ရမှာကိုပေါင်းဆက်ခဲ့တဲ့ဇာတ်လမ်းလိုပါပဲသူကစပိန်ကိုအရှိန်တစ်ခုနဲ့နင်းမှ Netflix ကြည့်လို့ရအောင်ဖန်တီးခဲ့တယ်ဒါကတင်လှုပ်ချင်တဲ့အရာနဲ့တင်လှုပ်တဲ့အရာကိုတွဲဖက်လှုပ်ဆောင်ခြင်းပါပဲမိသားစုနဲ့တငယ်ချင်းတွေရဲ့လွမ်းမိုးမှုကျွန်တော်တို့ဟာကိုယ်နဲ့နီးစပ်တဲ့သူတွေရဲ့အလေးအကျင့်တွေကိုအလိုအလျောက်အတူခိုးတတ်ကြပါတယ်လေ့လာမှုတစ်ခုအရတင့်တငယ်ချင်းတစ်ယောက်ကအဝလွန်နေရင်တင့်မှာအဝလွန်နိုင်ခြင်း58%ပိုများလာတယ်လို့ဆိုပါတယ်ဒါကြောင့်တင်မွေးမြူခြင်းတဲ့အလေးအကျင့်တွေကပုံမှန်အရာတစ်ခုဖြစ်နေတဲ့လူမှုအတိုင်းဝိုင်းထဲကိုဝင်ရောက်ပါအတွေးခေါ်ကိုပြောင်းလဲခြင်း reframing your mindset ရိုးရှင်းပေမဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုကတော့ငါဒါကိုလုပ်ရမယ်ဆိုတဲ့စကားအစားငါဒါကိုလုပ်ခွင့်ရတယ်ဆိုပြီးပြောင်းလဲပြောဆိုခြင်းပါပဲဒီလိုလုပ်ခြင်းကဝန်တော့ဝန်ဘိုးတစ်ခုလိုမြင်နေတဲ့အလုပ်တစ်ခုကိုအခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲရှုမြင်စေပါတယ်တတိယဥပဒေသာလွယ်ကူအောင်ပြုလုပ်ပါ make it easy တတိယဥပဒေသာကတော့အလေးအကျင့်ကိုတတ်နိုင်သမျှလွယ်ကူအောင်ပြုလုပ်ဖို့ပါပဲအားစိုက်ထုတ်မှုအနည်းဆုံးဥပဒေသာ the law of least effort လူသားတွေဟာစွမ်းအင်ချွေတာကိုပုံသွင်းခံထားရပြီးအလွယ်ကူဆုံးလမ်းကြောင်းကိုအမြဲရွေးချယ်တတ်ကြပါတယ်ဖြည့်ရှင်းနည်းကတော့အလေးအကျင့်ကောင်းတဲ့အတွက်အတားအဆီးကိုရှော့ချပြီးဥပမာလေ့ကျင့်ခန်းလုပ်မဲ့အဝတ်အစားတွေကိုကြိုးထုတ်ထားတာမျိုးအကျင့်ဆိုးတဲ့အတွက်အတားအဆီးကိုတိုးမြင့်ပေးဖို့ပါပဲဥပမာဆေးလိပ်ကိုအိမ်မှာအစင်သင့်ဝယ်မထားတာမျိုးပေါ့2မိနစ်စီးမြင့်ဒါကအရန်အစွမ်းထက်တဲ့နည်းဗျူဟာတစ်ခုပါအလေးအကျင့်အသစ်တစ်ခုခုကိုစတင်တဲ့အခါမှာ2မိနစ်ထက်နည်းတဲ့ပုံစံမျိုးနဲ့စတင်ပါဥပမာညအိယာမဝင်ခင်စာဖတ်မယ်ဆိုတဲ့အစားစာတစ်မျက်နှာဖတ်မယ်ယောဂမိနစ်30ကစားမယ်ဆိုတဲ့အစားကိုယ့်ရဲ့ယောဂဖျားကိုထုတ်ခင်းလိုက်မယ်ဆိုပြီးပြောင်းလဲစတင်ကြည့်ပါရည်ရွယ်ချက်ကတော့အစပြောဖို့လွယ်ကူစေဟုတ်ပါအကျင့်ဆိုးတွေကိုမဖြစ်နိုင်အောင်လုပ်ခြင်းပရင်တစ်စာရေးဆရာကြီးဗစ်တာဟူဂိုဟာစာရေးချိန်မှာအပြင်မထွက်မိအောင်သူ့ရဲ့အဝတ်အစားအားလုံးကိုလက်ထောက်စီမှာအနံပြီးတုတ်ခက်သိမ်းဆယ်ခိုင်းခဲ့ပါတယ်ဒါဟာကိုကတိကဝတ်နဲ့ချီနှောင်ထားတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲတင့်ကိုတယောက်ယောက်ကစောင့်ကြည့်နေတယ်ဆိုတဲ့အသည့်ကတင့်ကိုလမ်းကြောင်းမှန်ပေါ်မှာဆက်ရှိနေစေပါလိမ့်မယ်အလေးအကျင့်ကိုလွယ်ကူအောင်ဖန်တီးပြီးတဲ့အခါမှာအဲ့ဒီအလေးအကျင့်ကိုရေရှည်တည်တံ့စေဖို့အတွက်အရေးကြီးဆုံးအချက်ဖြစ်တဲ့စိတ်ကျေနပ်မှုကိုဖန်တီးပေးဖို့လိုအပ်လာပါပြီစတုထဥပဒေသာစိတ်ကျေနပ်စရာဖြစ်အောင်ပြုလုပ်ပါ make it satisfying နောက်ဆုံးဥပဒေသာကတော့အလေးကျင့်ကိုပြီးမြောက်သွားတဲ့အခါစိတ်ကျေနပ်မှုရရှိအောင်ဖန်တီးဖို့ပါပဲအပြုအမူပြောင်းလဲခြင်းရအဓိကစီမင်းကတော့ဆုလပြတဲ့အပြုအမူတွေဟာထက်ခါလှုပ်ဖြစ်ပြီးအဖြစ်ပေးခံရတဲ့အပြုအမူတွေကိုတော့ရှောင်ရှားကြတယ်ဆိုတာပါပဲဥပမာကျောင်းသားတစ်ယောက်ကိုကျောင်းနောက်ကျတဲ့အခါပစ်ဒဏ်ပေးပြီးစောရောက်တဲ့အခါချောကလက်တစ်ခုပေးတဲ့ဆိုရင်အဲ့ဒီကလေးဟာကျောင်းနောက်ကျမှာကိုကြောက်လာပြီးစောရောက်အောင်တွားဖို့ကစိတ်အားထက်သန်နေလိမ့်မယ်ပြဿနာကကျွန်တော်တို့ဦးနောက်ကချက်ချင်းရရှိတဲ့စိတ်ကျေနပ်မှုကိုပိုဦးစားပေးတာပါဒါကြောင့်ရေရှည်အကျိုးကျေးဇူးရှိတဲ့အလေးကျင့်ကောင်းတွေကလောက်ရခက်ခဲနေတာဖြစ်ပါတယ်အလေးကျင့်ကောင်းတစ်ခုစတင်တော့မယ့်အခါအဲ့ဒီအလေးကျင့်ရဲ့ကောင်းကျိုးတွေကိုတွေးကြည့်ပါဥပမာမနက်အစောကြီးထားပြီးလေ့ကျင့်ခန်းလုပ်မယ်လမ်းလျှောက်မယ်ပြီးမယ်ဆိုရင်တော့တနေ့ကုန်လမ်းဆန်းတက်ကြွနေမယ်အိုင်ဒီယာကောင်းတွေရမယ်အလုပ်တွေအများကြီးပြီးမြောက်မယ်နေ့ကောင်တစ်ခုကိုပျော်ရွှင်ခြင်းဖြစ်တတ်နိုင်မယ်ဆိုတဲ့ကောင်းကျိုးတွေကိုကြိုတင်တွေးကြည့်ပါအဲ့ဒီအတွေ့ကတင့်ကိုအလေးကျင့်ကောင်းတွေလုပ်ဖို့တွန်းအားပေးပါလိမ့်မယ်ထို့နည်းတူပဲအလေးကျင့်ဆိုးတွေလုပ်ချင်တဲ့အခါဆိုးကျိုးတွေဖြစ်လာမယ်ဆိုတာလည်းကိုတွေးတော့ကြည့်ပါဥပမာ
အိယာကနောက်ကျမှနိုးလာမယ်မထတွေပဲနဲ့ဖုံးကြည့်နေမယ်ဆိုရင်တနေ့ကုန်အားနဲ့နှုံချပြီးထိုင်းမိုင်နေမယ်အလုတ်မှလည်းအလွဲလွဲအချော်ချော်လဲအစစ်မပြေမှုတွေများမယ်စိတ်တိုမယ်အလုတ်ဝင်ပြီး pressure တွေများလာမယ်စိတ်ဖြစ်စရာနေရကြီးကိုမြေပြိုမချွေနဲ့ဖြတ်တန်းရမယ်ဆိုရဲစိုးပစ်တွေကိုကြိုတင်တွေးကြည့်လိုက်ပါအဲ့ဒီအတွေ့ကတင်းရဲ့အကျင့်ဆိုးတွေကိုရိုက်ချိုးပစ်ပါလိမ့်မယ်တင်းဘာကိုရွေ့မလဲဆုလက်လားပြစ်ဒဏ်လားတင်းရဲ့တိုးတက်မှုကိုမှတ်တမ်းတင်ပါဘန်ဂျမင်ဖရန်ကလင်ဟာသူ့ရဲ့အလေးကျင့်ဆက်တောင်ချက်ကိုနေ့စဉ်စာအုပ်ကလေးတစ်ခုနဲ့မှတ်တမ်းတင်ခဲ့ပါတယ်ဒီလို habit tracking လုပ်ခြင်းကအလေးကျင့်ကိုမြင်သာစေတယ်ဆွဲဆောင်မှုရှိစေတယ်ပြီးတော့စိတ်ကျေနပ်မှုလည်းပေးပါတယ်ငါလုပ်ခဲ့တယ်ငါလုပ်နေတယ်ငါလုပ်နိုင်တယ်တာဝန်ခံပေးမိတ်ဆွေတယောက်ထားရှိခြင်းနားကျင်မှုကအထီးရောက်တဲ့ဇာတ်တရားပါဒါကြောင့်တင်းတကယ်အပြောင်းလဲလုပ်ချင်တယ်ဆိုရင်သင်ကိုတာဝန်ခံပေးမိတ်ဆွေတယောက်ရှာထားလိုက်ပါငါမနဲ့တိုင်းအစောကြီးထားမယ်မထခဲ့ရင်မင်းကြိုက်တယ်လို့လုပ်ပါလို့အခန်းပေါ်ကိုဂရီပေးထားလိုက်ပါတစုံတစ်ယောက်ကတင့်ကိုစောင့်ကြည့်နေတယ်ဆိုတဲ့အသည့်ကတင့်ကိုပိုပြီးကြိုးစားစေပါတယ်အချုပ်အားဖြင့်ပြောရရင် Atomic Habits စာအုပ်ကတရားခိုင်နှုန်းလေးသာရှိတဲ့သေးငယ်တဲ့ပြောင်းလဲမှုတို့ရဲ့ကြီးမားတဲ့စွမ်းအားကိုမိမောင်းထိုးပြထားပါတယ်ဥပဒေသာ၄ရပ်thứcတဲ့ရှင်းလင်းမြင်သာအောင်ပြုလုပ်ခြင်း make it obvious ဆွဲဆောင်မှုရှိအောင်ပြုလုပ်ခြင်း make it attractive လွယ်ကူအောင်ပြုလုပ်ခြင်း make it easy စိတ်ချတဲ့ဆရာဖြစ်အောင်ပြုလုပ်ခြင်း make it satisfying တို့ကိုအသုံးချပြီးတင်ဘဝကိုပိုကောင်းအောင်ပြောင်းလဲနိုင်ပါတယ်အောင်မြင်မှုဆိုတာတစ်ချိန်တည်းနဲ့ရတဲ့အရာမဟုတ်ပဲနေ့စဉ်ပြုလုပ်တဲ့တင်းငယ်တဲ့အလေးအကျင့်တွေကနေသစင်တင်အလိုရှိတဲ့အနာဂတ်ကိုပုံဖော်လိုက်ပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မျှဝေပေးခဲ့တဲ့နီးလန်းတွေကိုသုံးပြီးတင်ဘဲအလေးအကျင့်ကိုစတင်တည်ဆောက်ခြင်းလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုကတင့်အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတကယ်ချင်းမိသားစုတွေကိုလည်း share လုပ်ပေးဖို့မမေ့ပါနဲ့နော်ပြီးဆုံးမှုကိုမရှာဖွေပဲတိုးတက်မှုကိုသာအာရုံစိုက်စူးစမ်းကြပါစို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်